လောဆယ်ကျွန်တော်ကဒီနာဆဲဖို့စောင့်နေတာပေါ့နော် โอเคဆိုတော့ကျွန်တော်တို့ order အကြောင်းလေးတွားလိုက်ရအောင်မနော်ဒီမှာကျွန်တော်နှစ်ချောင်းဝင်ထားလို့နှမျိုးရှိတယ်ပေါ့နော်1400မှာတစ်ဖြက်ပိတ်ထားတယ်ပေါ့နော်1400ဆိုတာပင်200ပေါ့နော်ဒီထိတ်ကကျွန်တော်29ပေါ့နော်ကျွန်တော်နှစ်ချောင်းဆိုတော့နှစ်ခုပေါင်းလိုက်ရင်တော့ကျွန်တော်43ပေါ့နော်ဒီကဘာထွက်ရတာတိတ်စင်ပြေပေါ့နော် Swift December လို့တောင်ခေါ်ရမယ့်ပုံပဲပေါ့နော်တော်တော်လေး Swift တယ်ကျွန်တော်တို့မြင်နေရတာဒီအစိမ်းလို့ရောင်ပေါက်နဲ့ကျွန်တော်တို့ London ပေါ့နော် London session ပေါ့နော်ဒီဖက်ကတော့ကျွန်တော်တို့ Asia session ပေါ့နော် Okay ကျွန်တော်ချက်ထဲပြန်ကြည့်အောင်ပေါ့နော်ကျွန်တော်ဒီမှာမြင်တာတယ်ပေါ့နော်ဒါကကျွန်တော်တို့ rejection ဘာပဲပေါ့နော် rejection လို့လည်းမဟုတ်ပါဘူးmarket range တာပြေးလုံးလို့ကျွန်တော်တို့ဒီနားမှာ sideway တွေဖြစ်နေတာပေါ့နော်ကျွန်တော် session ဖွင့်ပြမယ်ပေါ့နော်ဒီနားမှာဒီမှာပေါ့နော်ဒါဆို Asia လုံးမှာရှိနေတဲ့ M1 စုံပေါ့နော်ဒါ London ပေါ့နော်ကျွန်တော် New York မှာကျွန်တော်တို့ London ကိုလာစားပြီးတော့မှ M1 UB ကတက်တာပေါ့နော်ဒါဆိုရင်တော့နားလည်မယ်ထင်တယ်ပေါ့နော်လောဆယ်ကျွန်တော်ကဒီနာဆဲဖို့စောင့်နေတာပေါ့နော်ဆဲဖို့စောင့်နေတော့ market ကခဏနဲ့မ break ပဲနဲ့ဒီနာပေါ့နော်ဒီနာပေါ့ခဏနဲ့မ break ပဲနဲ့ super တော့ပေါ့နော်ခုတော့တက်နေတယ် bot လေးပြရမလားဆိုပြီးကျွန်တော်ဒီလိုကြလာရင်ဒီလိုပြန်ပြီးတော့မှ same လို့ပေါ့နော်ဒါပြန်မလာဘူးပေါ့နော်ခုကကျွန်တော်တို့ conference ဆောင်ရမယ်ဆိုတော့ဒါဖြစ်သွားတာပေါ့နော်တော်တော်လေးကိုအလန်းဝေးသွားတာပေါ့နော်ဒါဒီနေရာဒါပြန်လာ break တော့ဒါ real 6ပေါ့နော်ဒါမဲ့လေ M1 ဆိုတော့သူကဒီလိုလောက်သွားမှာပါ fake 6နဲ့ trade မယ်ပေါ့နော်ကျွန်တော်တို့ SNT လဲ T ပေါ့နော်ဒီကပါ trade ရတာကျွန်တော်တို့တော်တော်ကြီးကိုအဆင်မပြေတာပေါ့နော်ကဲပါကျွန်တော်ပြောနေရှည်တယ်ပေါ့နော်ကျေးဇူးပါဗျ